တနေ့တော့အုပ်ကြီးတစ်ခုထဲမှာပြေးလွှားဆော့ကစားနေတဲ့ယုံလေးတစ်ကောင်ကတရွှေ့ရွှေ့နဲ့ရေကန်ကနေတက်လာတဲ့လိတ်လေးတစ်ကောင်ကိုတွေ့တယ်တဲ့အဲ့ဒီအချိန်မှာပဲယုံကလေးကိုတွေ့တော့ဟဟပတ်ပတ်ရေမောမိတာတဲ့ဒါကိုမြင်တဲ့လိတ်ကလေးကတင်ကကျုံငုတ်ကိုဘာကြောင့်ရဲပါတလဲလို့မေးတော့တာပေါ့အဲ့ဒီအချိန်မှာယုံလေးကဘာရင်မဟုတ်ပါဘူးကွာငါကမင်းလောက်သွားတာလားနှေးတဲ့ကောင်မျိုးမတွေ့ဘူးလို့ပါကွာငါဆိုရင်ဘလောက်မြန်တလဲမင်းလိုနှေးတုံကောင်မျိုးမဟုတ်ဘူးကွာလို့ပြောတာတဲ့အဲ့ဒီလိုပြောတော့လိတ်ကလေးကမခံနိုင်ဖြစ်သွားတာပေါ့ဒါနဲ့ပဲငါ့ကိုဒီလိုမပြောနဲ့ကွာမင်းကိုမင်းတိတ်ညံနေထင်ရင်ငါနဲ့အပြေးပြိုင်မလားလို့စိန်ခေါ်လိုက်တာပေါ့ဒီအချိန်မှာတော့ယုံလေးကထပ်မံရေမောလိုက်ပြီးငါကနိုင်မယ်မှန်းကြိုသိနေတဲ့အရာတစ်ခုကိုမင်းကငါ့ကိုစိန်ခေါ်တယ်ပေါ့ငါနိုင်မယ်ဆိုတာသိပေမဲ့မင်းကတိတ်ကိုအရှုံးပေးချင်နေတော့လဲပြိုင်ကြတာပေါ့ကွာလို့ပြောပြီးလိတ်ကလေးစိန်ခေါ်မှုကိုလက်ခံလိုက်တော့တာပေါ့ပြိုင်ပွဲနေ့မှာတော့ဦးမြေခွေးကြီးကသူတို့နှစ်ကောင်အတွက်ဒိုင်လူကြီးလုပ်ပေးတယ်တဲ့တော်ထဲမှာရှိတဲ့အခြားတရိษံလေးတွေကလည်းသူတို့ရဲ့ပြိုင်ပွဲကိုစိတ်ဝင်စားနဲ့လာကြည့်ကြတာပေါ့ပြိုင်ပွဲမှာစတင်ပြီးတာလွှတ်လိုက်ပြီးဆိုကြတဲ့ကယုံကလေးကပြေးထွက်သွားပေမဲ့လိတ်ကလေးကတော့သူ့ထုံးစံအတိုင်းပြေးသွားတယ်ဆိုပေမဲ့အများအမြင်မှာတော့နေကွေးနဲ့တရွေ့သွားနေတော့တာပေါ့ဒီလိုနဲ့ပဲလိတ်ကလေးနဲ့ယုံကလေးဟာတော်တော်လေးကိုဝေးကွာသွားတော့တာပေါ့လမ်းတစ်ဝက်ကျော်လောက်မှာတော့ယုံလေးကအနောက်ကိုလှည့်ကြည့်တဲ့ဟိုးဝေးမှာတရွေ့လာနေတဲ့လိတ်ကလေးကိုယုံလေးကမှုန်ပြလေးသာမြင်တော့တယ်တဲ့အဲ့ဒါနဲ့ပဲနေကပူပူလမ်းမှာပြေးလာရတာလဲမောနဲ့ဆိုတော့ယုံလေးကအင်းငါတရေတော့အိတ်လိုက်အောင်မှာပါဒီလိတ်သွားပုံနဲ့ငါတရေနိုးပြီးဘယ်ချိန်ထပ်ပြေးသူ့လောက်ကတော့အตาလေးနိုင်ရပါတယ်လို့တွေးပြီးပြေးလန်းဘေးကအရေးကောင်းတစ်ပင်ကြီးတစ်ပင်ကိုမှီပြီးအိတ်တော့တာပေါ့လိတ်ကလေးကတော့သူ့ရဲ့ပြေးနိုင်တဲ့အင်အားနဲ့မရက်မနာတရွေ့နဲ့ပြေးနေတဲ့ယုံလေးအနားယူနေတဲ့အနီးကနေဖြတ်သွားတော့လဲသူတောင်းနာနေသေးတာငါလဲနားဦးမပါဆိုတဲ့စိတ်ကိုမတွေးပဲနေပူပူအောက်မှာမရက်မနာပဲအာသွန်ခွန်ဆိုင်နဲ့စူးစားပြီးပန်းနိုင်ကိုပဲဥတီသွားနေတော့တာပေါ့နောက်ဆုံးမှာတော့ယုံလေးကအိယာကနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပန်းတိုင်နာကိုရောက်နေပြီဖြစ်တဲ့လိတ်ကလေးကိုလှမ်းတွေးတော့တာပေါ့အဲ့ဒါနဲ့ပဲယုံကလေးကအရှိန်နှုံးအမြင့်ဆုံးနဲ့ပန်းတိုင်စီကိုရောက်အောင်အပြေးလွှားသွားတော့တာပေါ့ဒါပေမဲ့လည်းယုံကလေးပန်းတိုင်ထဲမဝင်မီမှာပဲလိတ်ကလေးကပန်းတိုင်ကိုရောက်သွားပြီးယုံလေးကိုပန်းတိုင်ကနေစောင့်နေတဲ့ကွယ်တသားမီမီလေးတို့ရေဒီပုံပြင်လေးမှာတော့ယုံလေးကလိတ်ကလေးထက်မြန်ဆန်ပြီးအားတာချက်တွေရှိနေတယ်ဆိုပေမဲ့လိတ်ကလေးကတော့အလျှော့မပေးပဲကိုယ့်ရဲ့ပန်းနိုင်ကိုသာအာယုံစိုက်ပြီးမစုံမနစ်ပဲဇွဲရှိစူးစမ်းမှုကြောင့်အနိုင်ရရှိခဲ့တယ်နော်ယုံကလေးကတော့သူ့ရဲ့အားသာချက်ကိုအထင်ကြီးစိတ်ဝင်ပြီးအားနည်းသူပေါ်မှာအထင်သေးစိတ်နဲ့ဇွဲလုံးလားမရှိတာကြောင့်နောက်ဆုံးမှာအရှုံးနဲ့ရင်ဆိုင်ရတယ်ဆိုတာကိုမှတ်သားထားရမယ်